မလေးက make up ကိုလုံးဝမလိမ့်တော့ဘယ်ကနေစလိုက်ရမှလည်းမသိဘူးဘာပစ္စည်းကိုဝယ်ရမှလည်းမသိဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပါအခုမှ make up စလိုက်မယ်စပြီးပစ္စည်းလေးတွေစုမဲ့လူတွေအတွက်အဓိကလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြောပြပေးပါမယ်နံပါတ်1 foundation 2 way 3 mascara 4 eyebrow 5 နှာခမ်းနီပြထားတဲ့ပစ္စည်း5ခုနဲ့ပဲသုံးသွားမယ်ဒါပေမဲ့ဖော့လေးတော့ပါစီ foundation ကိုယူမယ်ကိုက brush တွေလည်းမသုံးတာဖြစ်တဲ့ကြောင့်ဒီလိုလေညနာကိုညီလေးထားမယ်ပြီးရင်ဖော့နဲ့လိုက်ဖြတ်မိမယ်နော်ဝေးတော့မယ်ပြီးရင်နှာခမ်းနေရနဲ့ဘာနီပုံစံလေးဒီလိုပုံစံလေးလိုက်လောက်မယ်မေးစီနှာခမ်းနှလုံးဒီတိုင်းဖော်နေလိုက်ပုံမယ်ကိုယ့်ရဲ့နှာခမ်းကြီးကအယောင်အရင်ထွက်တယ်ဆိုလို့ရှိရင်နည်းနည်းလေးပဲထည့်မယ်ကဲမျက်ခုံးမွေးဆွဲမယ်အရင်ဆုံးမျက်ဆိုင်ရဲ့အလယ်မှတ်ကိုအရင်မှတ်လိုက်မယ်မှတ်ပြီးတော့မှအဲ့ element นี่စပြီးနောက်ကိုဆွဲသွားမယ်ကိုယ့်ရဲ့ပင်ကိုရှိတဲ့မျက်ခုံးမွေးလေးတိုင်းပဲဆွဲမယ်ဒီမှာရှေ့ရဟာလေးကိုနည်းနည်းလေးလိုက်ဖြည့်ပေးမယ်ဒီဘက်ကိုလည်းဒီလိုပဲအိုင်လနာဆွဲမယ်အိုင်လနာဆွဲတဲ့အခါမှာဒီမျက်ခုံးဝေးဆွဲတဲ့နဲ့ပဲတော့လေးကိုဒီလိုလေးအစမ်းလေးထုတ်အောက်လေးရောနည်းနည်းလေးဒီဆိုလို့ရှိရင်အိုင်လနာလေးဆွဲပြီးသွားပြီပြီးပြီဆိုနှာခေါင်းလေးကိုဆွဲမယ်လိုလေးရှေ့လိုက်မယ်ပြီးရင်လက်လေးနဲ့လိုက်ဖြန့်လိုက်ကဲနာနာလေးလည်းပေါ်သွားပြီညခုံးမွေးဆွဲတဲ့လေးနဲ့ပဲအကုန်လုံးလိုက်လုပ်သွားတယ်ဒီတိုးပွေးလေးနဲ့နှာခေါင်းလေးကိုအလယ်လေးကိုနည်းနည်းလေးရှုပြီးဖြန့်ပေးမယ်ပြင်ပြသွားတဲ့နှာခမ်းနေနဲ့ပဲမစကာလာဆူမယ်အဆိုးရဖက်နဲ့မဆိုးရဖက်လည်းနည်းနည်းလေးကွာသွားတယ်နော်အဲ့ဒါပိုလာရှင်နေဆိုရင်တော့ဝယ်ထားလိုက်ပါကဲဒါဆိုလို့ရှိရင်ပြီးပါပြီဒါမှမဟုတ်ပြင်တတ်ဖို့ဆိုလို့ရှိရင်လည်း make up မလိမ့်နေတော့စနခါပဲလိမ့်တော့နော်စတာအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်အပေါင်းလေးပေးအသေးလေးနေတော့ပြီနော်